လူလေးသေးမရှိအောင်စီစဉ်ထားပုံကလက်ချထားတယ်စီစဉ်ထားလိုက်ပုံကလက်ချခါလောက်ပါတယ်လူဟာပြိုင်ဆန်းရှာပဲကွယ်လူလေးသေးမရှိအောင်စီစဉ်ထားပုံကလက်ပြခါတယ်စီစဉ်ထားပုံကလက်ပြခါလောက်ပါတယ်ဟောဒုလူမခွေလူလေးသေးမရှိအောင်စီစဉ်ထားပုံကလက်ပြခါတယ်စီစဉ်ထားလိုက်ပုံကလက်ပြခါလောက်ပါတယ်မနဲ့ဆိုလေနမောနာတမယာရစိတ်ရောက်စုံပြောစရာမရှိတဲ့ဝတ်သားချက်သားလေးလေးလေးကြင်ရနေတွေ့နှခမ်းမစီရရဲ့အောင်စားစင်ကိုအပေါ်မပြောမပူပါတဲ့ပြိုင်ဆန်းရှာ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 ဒီအလူဟာပြိုင်ဆန်းရှာပဲကွယ်ကျူစရာမကြီးတဲ့အလူကကြီးကဒီနေရာမှာထိုင်မှာဒီနေရာမှာဆောင်းမှာနေဝဲတွေးလေမချက်ခဲ့ပါရမင်းချီပဲအလူမကြီးကတရားတရားလေးတွေအားကောင်းနေစီးလေးကိုရလက်ဖက်ပွဲနေရှင်တွေကြလေမပြတ်အောင်တဲ့ယူကျင်တာယူစားကျင်တယ်လို့စားသဘောချင်မနာခံဟောတိုက်ကျွေးလိုက်မိအပူမပြောပူပါတဲ့ကြိုင်ဆန်းရှာ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 အလူဟာကြိုင်ဆန်းရှာပဲကွယ်ကျူစရာမကြီးတဲ့အလူကကြီးကဒီနေရာမှာထိုင်မှာဒီနေရာမှာဆောင်းမှာအဝဲတွေးလေမတက်ခဲ့ပါမင်းချီပဲအလူမကြီးကတရားတရားလေးတွေအားကောင်းနေစိတ်လေးကိုရလက်ဖက်ပွဲနေရှင်တွေကြလဲမပြတ်အောင်တဲ့ယူကျင်တာယူစားကျင်တယ်စားသဘောချင်မနာခံဟောတိုက်ကျွေးလိုက်မိအပူမပြောမပူပါနဲ့ကြိုင်ဆန်းရှာ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 ဒီအလူဟာကြိုင်ဆန်းရှာပဲကွယ်ဒီအလူဟာကြိုင်ဆန်းရှာပဲကွယ်ဒီအလူဟာကြိုင်ဆန်းရှာပဲကွယ်